တိတ်တရမထေမြတ်စွာဘုရား၏ဆွေမျိုးတော်တွေဆိုပြီးမန္တရန်လူရိယဟန်ဒိဋ္ဌမထေဝတ္ထုရန်လိုလျင်ရန်ပိုတတ်သည်ဆိုသည့်အကြောင်းဤသူသည်ငါကိုဆဲရည်ဘူး၏ငါကိုညှင်းဆဲခဲ့ဘူး၏ငါဥစ္စာကိုခိုးယူဘူး၏ဟုရန်ညှိုးဖွဲ့၍နေခဲ့တော့ထိုသူတို့အားဖြစ်ပေါ်လာသည့်ရန်တို့သည်မငြိမ်အင်းနိုင်ရန်လိုလျင်ရန်ပိုတတ်သည်အာဂောစာစီမံအဝတိမံအစာချီတော်တရားတော်ကိုတာဝတိပြေဇေတဝန်ကျောင်းတော်၌ဒိဋ္ဌမထေကိုအကြောင်းပြု၍ဟောတော်မူသည်အမဲတော်တောသရဏမင်းကြီးနှမတော်ဤသာဒိဋ္ဌာသည်အတက်ကြီးမှယဟန်ပြုပြီးဘုရားသခင်၏ညီနောင်တော်တွေဟူသောအကြောင်းဖြင့်အလေဇေယကြီး၌အမြဲနေပြီးဇာကောင်တောက်ွယ်တို့ကိုစားတော်၍စုပြိုးသောခန္ဓာကိုရှိ၏ဒိဋ္ဌယဟန်ကြီးကိုမြင်လျင်အာဂန်တို့ယဟန်တို့သည်မထေကြီးဟူသောအမတ်ဖြင့်ဝကြီးဝင်းငယ်ကိုခြေစုပ်လက်နှင့်ဖြင့်ဝေပြုကြကုန်၏တနေ့သောအခါယဟန်တစ်ပါးကဒိဋ္ဌယဟန်ကြီးဝါတော်ကိုမေးရာအတက်ကြီးမှယဟန်ပြုရ၍ဝါမရှိသေးဟုပြောဆို၏ထိုအခါယဟန်ငယ်ကဒိဋ္ဌယဟန်ကြီးအားထေကြီးဝါကြီးများကိုတွေ့မြင်ပါလျက်အယုအတေမပြုဝကြီးဝင်းငယ်ပြုလာတို့အပေါ်လဲမိမိဝါမရှိတွေကိုမပြောဘဲစိတ်နေ၏တင်ဒီအလွန်ရိုင်းပြပြီးပြောဆိုရခက်သည့်ယဟန်ကြီးပါလားဟုကဲ့ရဲ့မှုစကားကိုဆို၏ဒိဋ္ဌရကြီးလဲဒါဂီဝင်တို့၏မှန်ဖြင့်အမျက်ထွက်လျက်တင်တို့ယခုဘုဒ္ဓထံလာကြတန်၏မြတ်စွာဘုရားကိုပူးမြင်ရန်လာကြသည်မဟုတ်လောမြတ်စွာဘုရားနှင့်ငါဘာတော်သည်ထင်တယ်လေတင်တို့ကိုငါလေရင်ကဖြတ်အံ့ဟုကြိမ်မောင်းလျက်ငိုကြွေးပြီးမြတ်စွာဘုရားထံသို့တွားလေသည်အာဂန်တို့ယဟန်တို့လည်းဒိဋ္ဌယဟန်သည်ဘုရားထံထွာ၍တခုခုလျှောက်ထားအံ့ဟုတေးရ၍အတူတကွပင်လိုက်၍တင်လျှောက်ပတ်တော်အရန်၌ရှ िख ိုး၍နေကြ၏မြတ်စွာဘုရားကဒိဋ္ဌအဘဲကြောင့်မျက်ရည်ယူစီငိုကြွေးလာတနည်းထိုယဟန်တို့သည်တပည့်တော်ကိုဆဲရကြပါသည်ဖေဟာတင်ဘယ်အရန်၌နေလို့ဆဲရကြတနည်းကြောင်းကြီးအလဲစရ၌နေပါသည်ဖေဟာဤယဟန်တို့ကြွလာသည်ကိုအတင်မြင်တယ်လို့မြင်ပါသည်ဖေဟာခရီးဦးကြိုခြင်းကိုပြုတယ်လို့မပြုပါဖေဟာဘရိတ်ခေယာတို့ကိုလှမ်းယူ၍ပန်ကြ၏လို့မပန်ကြပါဖေဟာဝကြီးဝင်းငယ်ပြု၏လို့တောက်ရည်ဖြင့်ပန်း၏လို့အိယာနေယာဆောင်ခြင်းခြေကိုဆုပ်နေခြင်းစတော့အာဂန်တို့ကထေကြီးဝါကြီးတို့ကပြုအပ်သည်ကိုပြု၏လို့ဟုမပြုပါဖေဟာခြေတာတိတ်တာတင်း၌တာလည်းအပြစ်ရှိ၏တတိရင်းမြကြီးတော့ယဟန်တို့အားဤဝတ္ထုကိုပြုအပ်၏မပြုလျင်ကျောင်းအလယ်၌နေရန်မတင်တင်နာလင်ကြောရမည်အရှင်ဖေဟာထိုယဟန်တို့သည်တပည့်တို့ကိုဆဲရကြပါသည်မကြောနိုင်ပါဖေဟာခြေတာတိတ်တာတင်ကြော့လေလို့မကြောနိုင်ပါဤတွင်အနီး၌နေသောယဟန်တို့ကဤတိတ်တယဟန်ကြီးသည်ကြံတန်အမျက်ထွက်ပြီးပြောဆိုရခတ်သောပုဂ္ဂိုလ်ဖြစ်ပါသည်ဟုရှောက်ကြ၏မြတ်စွာဘုရားကထိုတိတ်တယဟန်သည်ယခုအခါ၌တာမဟုတ်ရှေးအခါကလည်းပြောဆိုရခက်ခဲလို့ဖြစ်ပါသည်ဟုမိန့်ကြား၍ယဟန်တို့ကအဘယ်တို့နည်းဟုလျှောက်ထားသည်ဖြင့်ငါရတာကဇက်ကိုဟောတော်မူ၏တိတ်တယဟန်ကြီး၏အတိတ်ဝတ္ထုလွန်လေပြီးသောအခါဘာယနတိပြည်၌မင်းတစ်ပါးမင်းပြုရာဤတိတ်တသည်ဒေဝီလာယတိဖြစ်၏ဟိမဝနာတော်မှာချင်းစားအလို့ငါလာပြီးအိုးထိန်စရိုက်၌တဲခိုလေ၏ဘာယနတိပြည်အိုးထိန်တယ်၏စရိုက်၌တဲခိုလေ၏ဒုခဏ၌ဘာယရာယတိလည်းဟိမဝနာမှာချင်းစားအလို့ငါလာ၍အိုးထိန်တယ်၏စရိုက်၌အရင်ရောက်နေတော့တိတ်တယဟန်ဖြစ်သည့်ဒေဝီလာယအတိအားပန်ကြား၍ဇရက်တွင်တဲခိုလေ၏ညအချိန်ရောက်သောအခါဒေဝီလာယတိသည်အကြံတစ်ခုဖြင့်တကားကိုကန့်လန့်ထား၍အိတ်လေ၏ငါယရာယတိသည်ညအခါအောက်သို့ဆင်းတော့ဒေဝီလာယတိကငါ၏စံချစ်ဦးစွန်းကိုနင်းသူကမြေတူနီးဟုမေး၏ငါယရာယတိသည်တီးခံမှာမတည်နင်းမိပါလေငါကြော့ပါ၏ဟုတောင်းပန်၏အပြင်သို့ရောက်၍ကိုလက်တုပ်တင်ပြီးခြေရင်းမှဝင်လေတော့ဒေဝီလာယတိသည်ခြေရင်းကိုခေါင်းပြ၍အိတ်နေသည်ဖြစ်၍လယ်ပင်ကိုနင်းမိပြန်ရာငါလေကိုနင်းသူကမြေတူနီးဟုမေးပြန်၏ငါယရာယတိကလည်းတောင်းပန်ကြော့ပြန်၏ဒေဝီလာယတိလည်းဟဲယတိယုတ်တင်းကိုငါချိန်အံ့ဟုဆို၏ငါယရာယတိကမချိန်ပါနဲ့တင်းကိုငါတောင်းပန်ပါ၏ဟုအချိန်ချင်းတောင်းပန်တော့လေဒေဝီလာယတိသည်ဒီမခံပဲငါ၏ဦးစွန်းကိုနင်းလေသည်ငါ၏လေပင်ကိုနင်းလေသည်ဖြစ်၍လက်နက်နေထွက်လျင်တင်းဦးကောင်း9စိတ်ကွဲစီတည်းဟုဆိုလေ၏ငါယရာယတိသည်အလွန်တကိုးကြီး၏အရှိကဘာ40အနောက်ကဘာ40ကိုမြင်နိုင်သောအစွမ်းရှိသဖြင့်နေထွက်လျင်မြေသူ၏ဦးကောင်းကွဲလေမည်နည်းဟုမြင်၍ငါယရာယတိသည်နေကိုမထအောင်တား၍ထားတော်၏နေမထပ်ပဲအမိုက်အမောင်ဖုံးနေသည်ဖြင့်ပြည်သူပြည်သားတို့သည်မင်းထံစုဝေးကုန်၏မင်းသည်မိမိ၏အပြစ်မရှိတကိုးကြီးသောယတိယဟန်တို့အငင်းကုန်ဖြစ်၍အဋိဌံကြောင့်သာဖြစ်တန်ရ၏ဟုစုံစမ်းလီတော့ဘိုးထိန်တဲ့ဇရက်၌
ယတိနှစ်ယောက်ညင်းခုန်ကျိန်ဆဲကြောင်းသိရ၏မင်းသည်မိတို့မင်းကြီးထွန်းညှိစေပြီးဇရက်တို့တွား၍နာယရယတိကိုမေးလေတော့အကျိုးအကြောင်းကိုပြောပြပြီးလျင်နေထွက်ပါကဒေဝီလာယတိဦးကောင်း80ကွဲမြီကိုမြင်၍ဒေဝီလာယတိကိုတနာတော့ကြောင့်နေမထွက်အောင်တားရပေ၏ဟုဆို၏မင်းကြီးကလည်းအရှင်ဖျားဒေဝီလာယတိကိုအဘယ်နည်းဖြင့်အန်ရရဲ့ကင်းပေအန်ဟုရှက်ပြန်လျှောက်ကြ၏မင်းကြီးလည်းဒေဝီလာယတိရန်တွား၍နာယရယတိကိုကြော့ပါဟုဆို၏ဒေဝီလာယတိကငါမကြော့ပါဟုဆို၏မင်းကြီးလည်းအတန်းတန်းပြော၏ဒေဝီလာလည်းအကျဉ်းချင်းငြင်း၏နောက်ဆုံးတွင်ဒေဝီလာယတိကိုချုံနှောင်၍နာယရယတိအားကြော့စေ၏နာယရယတိကဒေဝီလာထားလော့ငါတိခံ၏ဟုဆိုပြီးမင်းကြီးဤဒေဝီလာယတိသည်စိတ်စေတနာမပါဘဲကြော့သည်ဖြစ်၍အန်ရဲ့ကင်းစဉ်လိုတော့ဒေဝီလာယတိအားရေကန်တွင်လေပင်၌ဆင်းစေ၍မြေဆိုင်မြေခဲကိုဥကောက်ပေါ်တင်ပါစေလောဟုဆို၏မင်းကြီးလည်းနာယရယတိ၏အကြံပေးချက်အတိုင်းပြုစေခဲ့တော့နာယရယတိကငါရှင်ဒေဝီလာယခုနေကိုငါလွတ်တော်မူနေထွက်ဒီနဲ့တပြိုင်နက်ရေကိုငုတ်၍ပြေးလေလောဟုဆိုကနေကိုဖြေ၍လွတ်ရနေထွက်ဒီနဲ့တပြိုင်နက်ဥကောက်ပေါ်တင်ထားတော့မြေဆိုင်ခဲသည်80ကွဲလေ၏ဒေဝီလာလည်းရေငုတ်၍ပြေးလေသည်ဒါကြောင့်မြတ်စွာဘုရားကယဟန်တို့ထိုအခါဘာယနတိမင်းသည်အာနန္ဒာဒေဝီလာယတိသည်တိတ္တရယဟန်နာယရယတိသည်ငါဖျားပင်တည်းဟုမိန့်တော်မူ၏ဟောတော်မူသောအခါဒေသနာ၏အစုံ၌တတိန်သောယဟန်တို့သည်ဒေါဒပတိဖိုတို့ရောက်ကုန်၏ဓမ္မပဒယမကဝတ်3ခုမြောက်တိဋ္ဌမထေဝတ္ထုပြီးပါပြီနောက်ထပ်4ခုမြောက်ဖြစ်တဲ့အမျိုးမိန်းမကမိမိရင်လေးကိုတက်လို့ဘဝအဆက်ဆက်အပြန်အလှန်လက်စားချေရင်းဖြစ်ရတဲ့ကာနီဘလူးမဝတ္ထုမှာရန်ကိုရန်ချင်းမတုံလင်းတဲ့ဇလံကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ